အားလုံးမင်္ဂလာပါရှင်ဒီညစကတ်လေးဝပြမှာဖြစ်ပါတယ်ဒါလေးကတော့ခါဆိုင်2930တဲလေးတို့အတွက်ဒီနေ့ဝေးလိုက်တာနဲ့ကတင်ရမ်းကြရယူရှင်းရှင်းလေးဦးကတာစိုက်တဲ့သူတွေအတွက်ဆိုဒါလေးကအဆင်ပြေတယ်ပေါ့နော်ဒါလေးလည်းခါဆိုင်2930ရပါမယ်နော်ဒါလေးကတော့ခါဆိုင်25 26ပေးပြီးတေးလေးရပါမယ်နော် safety band လေးတော့မပါပါဘူးရှင်ဒီပုံစံလေးကတော့ခုခေတ်ကောင်မလေးတော်တော်များများကြိုက်တဲ့ပုံစံလေးပေါ့နော်သူကတော့အောက်ခါ2930လောက်မှရပါမယ်ရှင် safety band လေးလည်းပါပါတယ်ဒီလေးလည်းရိုးရှင်းရှင်းဒီဇိုင်းလေးပေါ့နော်သူကတော့24 25ခါစိုက်ပြရပါမယ်နော်အနောက်မှာရှုံယူပါဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံး26လောက်ထိတော့ဝေးလို့ရပါမယ်ရှင်ဒီကြောင့်ခေတ်ဒီဇိုင်းလေးကတော့တော်တော်များများနဲ့လည်းစင်ဈေးကွက်ထဲမှာလည်းရောင်းနေရဆဲဖြစ်တဲ့ဒီဇိုင်းလေးတွေဖြစ်ပါတယ်ခါစိုက်လေးကတော့2930ပါရှင် safety band လည်းပါပါတယ်နော်ဒီဒီဇိုင်းလေးကတော့ plus size တဲလေးတွေအတွက်ရိုးရှင်းရှင်းဒီဇိုင်းလေးပါရှင်ခါစိုက်ကတော့31 32ပါဒီမဲလေးကတော့ရုံးမသွားတဲ့ဒီဇိုင်းလေးပေါ့နော်ခါဆိုင်ကတော့25 26ရပါမယ်ရှင် safety band မပါပါဘူးเนาะစုံညကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် vlog ဒီမှာထပ်တွေ့ပါမယ်